Champions League Final အတွက်အသက်ပါပေးဆက်ကစားရမယ်လို့တိုက်တွန်းလိုက်တဲ့အာဒီတာ Champions League Final ကိုတက်ရောက်ဖို့အတွက်အာဆင်နယ်အသင်းသားတွေကိုသူတို့ရဲ့အသက်ကိုတောင်ပေးဆက်ရမယ်လို့နီးပြပြီးခဲ့အာဒီတာကတိုက်တွန်းလိုက်ပါတယ်အာဆင်နယ်အသင်းကဒီတစ်ပတ်မှာ PSG နဲ့အရေးပါတဲ့ Champions League Semi Final ဒုတိယကြော့ပွဲစဉ်ကိုကစားရတော့မှာပါအမရိမှာကစားခဲ့တဲ့ပထမကြော့မှာတကူကိုမရှိနဲ့ရှုံးနိမ့်ထားတဲ့အာဆင်နယ်အသင်းဟာပြင်းသစ်မြန်မာဒီရလက်ကိုပြန်လည်နိုင်မှုစူးစမ်းရမှာပါအာဒီတာရဲ့အသင်းမှာ၃မှတ်ပါတီပြန်လည်ပါဝင်နိုင်ပေမဲ့ဂါဘရီယယ်ကိုင်ဟာဘတ်နဲ့ဂျော်ဂျင်ဟိုတို့လိုဒီကကစားသမားတွေကတော့ပါဝင်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့အာဒီတာကတော့သူ့အသင်းအတွက်ယုံကြည်မှုပြည့်ရှိနေပါတယ်ကနာတို့ရဲ့အည်သွေးကိုသူယုံကြည်တယ်လို့နီးပြကဆိုထားပါတယ်ဒါပေမဲ့2006ခုနှစ်နောက်ပိုင်းမှာပထမဆုံး Champions League Final ကိုတက်ရောက်ချင်နေဆိုရင်သူတို့ရဲ့အသက်တွေဘဝတွေကိုပေးဆက်ရမယ်လို့ကစားသမားတွေကိုအာဒီတာကပြောကြားထားပါတယ်အာဆင်နယ်အသင်းဟာဥရောပရဲ့အမြင့်ဆုံးကလပ်တင်းများပြိုင်ပွဲမှာစူပလာကိုတစ်ခါမှစုခိုးနိုင်ခြင်းမရှိသေးပါဘူးပထမကြော့ပွဲကြောင့်ပြောကြားရမှာအာဒီတာကကျွန်တော်တို့ပါရည်ချင်းတွေအများကြီးရှိပေမဲ့အဲ့ဒီနေ့ကအလွန်သေးငယ်တဲ့အမားလေးတွေကြောင့်ပွဲကရှုံးနေရတာပါလို့အာဒီတာက ESPN ကိုပြောကြားခဲ့ပါတယ်အာဆင်နယ်အသင်းဟာဗိုလ်တဟူးနေ့မှာ PSG နဲ့ကစားရမှာဖြစ်ပြီးအာဒီတာရဲ့စကားတွေကိုနားထောင်မယ်လို့မျှော်လင့်ရပါတယ်မဟုတ်ရင်သူတို့ကနောက်ထပ်ဥရောပရဲ့စိတ်ပျက်စရာရလဒ်ကိုရင်ဆိုင်ရပေါ်ရှိနေပါတယ်အာဒီတာရဲ့တိုက်တွန်းမှုဟာကစားသမားတွေအတွက်ဘယ်လောက်ထိအားဖြစ်စေမလဲဆိုတာစောင့်ကြည့်ရမှာပါအခုချိန်မှာ Champions League Final ကိုတက်ရောက်ဖို့ဆိုတာအာဆင်နယ်အသင်းအတွက်လုံခက်ခဲတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်ဒါပေမဲ့အာဒီတာရဲ့ယုံကြည်မှုနဲ့တိုက်တွန်းမှုတွေကကစားသမားတွေကိုမယုံနိုင်တော့စရာပြန်လာနိုင်လွန်းကိုပြသဖို့လှုံ့ဆော်ပေးနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် Give your life for it ဆိုတဲ့အာဒီတာရဲ့စကားဟာအာဆင်နယ်အသင်းအတွက်အိမ်မက်ကိုအမှန်တကယ်အကောင့်ထဲပေါ်နိုင်မလားအဖြေကိုတော့လာမယ့်ပွဲတွေမှာမြင်တွေ့ရမှာပါဒီမှာဒီလိုတဲ့ကတဲ့ရဲ့အမားကိုချ